အားလုံးမင်္ဂလာပါအားလုံးမင်္ဂလာပါအားလုံးမင်္ဂလာပါလို့နှုတ်ခွန်းဆက်ရတဲ့ကျွန်တော်ရဲ့ channel လေးကိုဒီမှာလေးနေပြီးအားပေးကြပါလို့မိတာချက်ကောင်းပါနေ့ရမနေ့ပိုင်းတော့လွယ်တော့ပါတယ်မနေ့ရမနေ့ပိုင်းလွယ်တဲ့ဆိုတော့ဟိုကြံနှုံးနဲ့ဟိုပြန်ကြပြန်ထွက်တယ်ပေါ့နော်အားလုံးမင်္ဂလာပါဗျာမနေ့ကတော့ဟောထိတ်စီရနလိုင်းထွက်တီတော့ဘယ်ဟာမှန်လဲဘယ်ဟာသိကြလေတော့မသိတော့ဟိုတချို့ line မှာကြောက်လေဟောထိတ်စီက9-6ခုထွက်တယ်တချို့ကြောက်လေ3-4-5ပေါ့ကျွန်တော်ဇီကွက်ထိတ်စီရဲ့နဲ့ကြည့်တဲ့အခါကျတော့လေဟိုဟာ3-4-5ထိတ်စီကနှမျိုးကြီးထွက်နေတယ်ပေါ့တချို့ဆရာတွေရှိမှာတော့အဲ့လိုမထွက်ဘူးလို့လည်းပြောတယ်ပေါ့နော်အဲ့လိုမျိုးဒါမနေ့ကညနေပိုင်းကဟိုဟာတော့ပြောထိတ်စီကနောက်ပိတ်ဖြစ်သွားတယ်ဒါပေမဲ့အဲ့အခွေတွေကပဲကျသွားတယ်လေမနေ့ကဆိုညနေပိုင်းက6ခုရှိထိတ်နေတိနိတော့ကိုဂီးရှူပြီးတော့လေအဲ့မှာအဲ့အခွေတွေကပဲကျသွားတာပေါ့နော်ထိတ်စီရဗျာနေရရှိနေပြီနောက်ပိတ်ပဲပြင်ကျနေတယ်ဒီနေ့21ရက်နေ့ကြာတာဒီနေ့လေကျွန်တော်ပြောပြမယ်နော်ဟိုအားနေကနေစပြီးပြောပြမယ်အားနေက4ဒီမနေ့ကတော့အားနေ4ပေါ့နော်အဲ့လိုအားနေတွေပါကြတော့ကျွန်တော်တို့ကြတော့ဟို formula ရတတ်ပြရတယ်ဆိုတော့အဲ့လိုမျိုးဟိုငွေနဲ့ပဲဟိုတတ်သိချင်တယ်ပေါ့နော်အဲ့လိုမျိုးဒီမနေ့ကကြိုက်တဲ့ထိတ်စီကတော့ကျွန်တော်တို့လာတဲ့ထိတ်စီကတော့3-1နီးပေါ့ပြန်ပြောမယ်နော်အားလုံးတေချာလေးမှတ်မိအောင်အားနေကနန်က4ထိတ်စီက3-1နီးဝန်စင်က3-5ငွေကြေးရ3-5ဟို3-5ဟို1469ကီပေါ့နော်အတိကီရ1469ပေါ့အတိကီက1469အတိကီထိုင်ကီရ14ခွန်ဒီမနေ့ကထိုင်ကီရ14ခွန်ထိုင်ကီရ14ခွန်ကျန်ကနငါလုံးခွေနိုင်တယ်နော်ဒီမနေ့လည်းဘာဖြစ်လို့ဆိုတော့ဒီနေ့ကုန်ပေါ့ဟိုတစ်ပတ်တော့လည်းကျန်တဲ့ငါလုံးကလည်းခွေပြီးတော့ရှင်သွားရည်လေအဲဒါကြောင့်